ဒီမှာမရတော့အရန်မွေးရခက်နေပြီစိတ်သက်တာပါယူခဲ့ပြီနော်ဆရာမရှစ်ပေါ်ကြောင်မင်းမကိုကူမင်းမဆိုတော့အစင်မပြေဘူးလေဆရာမရဲ့အဲ့ဒါသူကူမွေးမရမှာဒီမှာကန့်လိုက်ကြီးဖြစ်နေတယ်သူကူပေးမရမှာမလို့ပါသွားပါ你没嘛没我一接，到时候没啥啥好来噻。ဟုတ်ကဲ့ပါကြည့်တော့ဟုတ်阿妹，阿妹，阿妹，阿妹。အေးဟုတ်တယ်ဟိုဆင်မတော့ခေါ်လာရောက်နေပြီအေးဆရာမခေါ်တယ်ကိုမင်းနေဆရာမဘာဖြစ်လို့လဲဒီမှာလေးမွေးရခက်နေတယ်ကန့်လိုက်ကြီးဖြစ်နေလို့ကူပေးပါဦးနော်ဒီကူမွေးပေးပါဦးဟုတ်ကဲ့ဆရာမဟုတ်ချစ်ပါကိုဒီပါဦးအေးပါငါကူယူရမယ်နော်ဟုတ်တာပဲဆရာမခလေးကောင်ဒီဘက်ရောက်နေတာဟုတ်တယ်အားကြောင့်မို့လေခေါ်လိုက်တာမျိုးဟုတ်ဆရာမအဲ့လိုကျွန်တော်ခလေးကိုမွေးလမ်းကြောင်းတက်ပေးမယ်လေနော်ဆရာမအောက်ကနေမွေးပေးဟုတ်ကဲ့ပါဟုတ်ကျွန်တော်ဝင်မရမှာညာဘာလို့လဲကြာရင်မြင်ဘာလို့ကြလို့လဲချစ်ပေါ်တော့ဝင်သေးရပဲကျွန်တော်တို့ဝင်မှာပေါ့ဗျာချစ်ပေါ်ကြက်မရဘူးကဲကြရေအားရပါတော့ညစ်ထားပြီနော်ညစ်တာမကြညစ်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 တာအားဆိုင်တာအားလည်းညစ်တာကုန်ရနားလေအိုးကြီးရောအဲ့ဒါမကြကြိုင်ဖို့ကြီးတော့ကြိုင်ဖို့မဟုတ်ဘူး哦，一会儿还要要我了，我干，我干，好干，好干，我干，好阿三比干他，好阿三比干他，မကြညစ်တာညစ်မကြရင်စစ်ထားပါနော်ဟုတ်ပြီညစ်တာညစ်တာ阿三比干，ညစ်တာဒီမောမဘီလာဒီမောမဘီဆိုခလေးလိုက်တော့မှာပေါ့အဲ့မွေးတော့မှာညစ်တာအေးကျူးစစ်တာကျူးလေးပွေး拜拜耶，拜拜，你没嘛不比哈？မိမရေမိမလာပြီယောက်ျားရေဒီနေ့ကတော့မလွယ်ဘူးမိမရေတော်တော်ပင်ပန်းတာဟောဒီကမိမလေးရဲ့မျက်နှာကိုမြင်တော့မှပဲကိုရင်ထဲမှာမောကိုပြေသွားတော့တာပဲဒီပါဦးငါမိမလေးဆိုတော့ဘာလဲမိမကြီးရှိလို့လားဟုတ်လားဟာမရှိပါဘူးဘယ်ကမိမကြီးရှိရမှာတော့မိမရေနော်ရှိလို့ကတော့အကိုကိုတက်ပြစ်မှာသိလားကျုပ်ကတဝင်တူတတ်တယ်ဆိုတော့သိရမလားမုံတောင်ဝေစားမယ်ယောက်ျားတော့ဝေမယူနိုင်ပါဘူးလူကြီးရေပေးစားလို့ယူခဲ့ရတယ်ဆိုပေမဲ့ကျုပ်ကလေအကိုတကယ်ချစ်တာတော့အကိုကကျုပ်ကိုတကယ်ချစ်ရလားမိမလေမေးပြန်ပြီဒီမှာကိုကလေဟောဒီကမိမတယောက်တည်းကိုပဲအသေးရောအသက်ရောအားလုံးပုံပေးပြီးချစ်တာပါမိမရေနော်ဘယ်လောက်ချစ်လဲဆိုတာတက်သိပြမယ်လीနော်အကိုဒါဘာဖြစ်တာလဲအကိုပုံစံကြည့်ရလဲမတက်မတာနဲ့ဘာလဲဟိုရမ်းဖြစ်လာတာလားဟာလားမိမလေကိုဘယ်တော့ရမ်းဖြစ်ဘူးလို့တော့ဟိုဒါလေဟိုမကြချစ်လိုက်တာဟမ်အိုးချစ်တယ်ဆိုဟိုလိုချစ်တာမဟုတ်ဘူးနော်ဟိုမကြကုတ်လိုက်တာအဲ့ဒါကိုပြောတာမကြဟိုမကြဆိုတာကိုပိန်သေးရဲ့မိန်းမဟိုဘိုက်ကြီးတဲ့မကြကိုပြောတာမလားဟို तू ကအကိုဘာလို့ကုတ်လိုက်တာလဲဩမကြဒီနေ့ခလေးမွေးတာလေမိန်းမရဲ့ဆီယမနော်ဖောလာကိုယ်တိုင်မွေးပေးတာအဲ့ဒါခလေးကမွေးရဖွာရခတ်နေလို့ကိုယ်တိုင်ဝင်ပြီးတော့မွေးပေးလိုက်ရတာအကိုကကလေးဝင်ပေးတယ်ဟုတ်လားဟုတ်တယ်လေမိန်းမရဲ့မကြအပြူဘိုက်ကလည်းဖြစ်ဟိုခလေးမွေးဘူးတဲ့အတွေ့အကြုံကလည်းမရှိတော့တော်တော်မွေးရဖွာရခတ်နေတာပြီးတော့ခလေးကလည်းခေါင်းပါတယ်ဟိုဒီကန့်လန့်တိုက်နေတာထွက်เสียကြီးတော့မထွက်ဘူးအဝမှာလေအဲပြူတိဖြစ်နေရတဲ့မနှဲကိုလှန်ကားပြီးအတင်းကိုဆွဲထုတ်ခဲ့ရတာဟိုဒါပေမဲ့ခလေးမွေးရလေဟိုပထမဆုံးအတွေ့အကြုံမို့လို့လားတော့မသိဘူးစိတ်ဝင်စားပြီးတော့ကောင်းတယ်မိန်းမရဲ့ကိုချက်ဖွယ်ရှင်တော်ကလေးမွေးရတာအရသာတွေ့နေရပေါ့ဟုတ်လားအဲ့လိုမဟုတ်ဘူးလေမိန်းမရဲ့ဟိုဒါအလုပ်သဘောပဲလေဟိုဇကပုံတော်ရှိရလေမိန်းမရဲ့မမြင်ဘူးဆေးစရာတဲ့အော်
ရှင်ကမမြင်ဝင်နိုင်မြင်လာရတယ်ဆိုတော့တော်တော်သဘောကျနေပေါ့ဟုတ်လားကျမလေးရှင်အဲ့လိုမထင်ထားဘူးသိလားရှင်လေတော်တော်အချက်မကောင်းတဲ့သူပဲမဟုတ်ဘူးလေမိမအဲ့လိုမဟုတ်ပါဘူးမိမထင်တယ်လို့မဟုတ်ပါဘူးအဲ့လိုမဟုတ်ပါဘူးတော်ပြီရှင်ကျမကိုဘာမှလာရှင်းပြမနေနဲ့ကျမရှင်ကိုပြောထားပြီးသားယောက်ျားကိုဝေးမယူနိုင်ပါဘူးလို့အခုကိစ္စကလေကျမတော်တော်ရင်နာတယ်သိလားကျမလေးရှင်နဲ့တော့မနေနိုင်တော့ဘူးမလို့ပါနဲ့မိမရဲ့အဲ့လိုမလို့ပါနဲ့မိမရဲ့နော်တော်မဖဲရှင်ဟိုကိုင်းဒီကိုင်းလက်ကြည့်နေကျမတောင်းမထိနဲ့ရုံးနေဖဲမိမရဲ့မလေးအဲ့လောက်ကြီးလည်းမကန်လိုက်ရပါဘူးမိမလာအောင်မယ်ဟိုက်ကိုတေချာခယူဆိုင်ကြနော်ဟုတ်ကဲ့ဒီလားအိတ်တဲ့ခါမှာလဲစောင်းအိတ်နော်ပြပြလေးပလဲလန်မျိုးအဲ့လိုမျိုးအိတ်ချင်းတလို့မအိတ်ရအောင်နော်ကြားလားဆမရှင်ဆမတော့စားပါလာတယ်စင်းကကိုစားရောက်လာတယ်အာကျွန်တော်ယူလာပေးတာဟုတ်ကဲ့ကျေးဇူးပါရှင်ဟုတ်ကဲ့ပါခင်ဗျဟုတ်ဟဲမေနေမကောင်းလို့စိတ်ယူတင်ထားရတယ်တဲ့ဒုက္ခပါပဲဟိုဆီယမမေနေမကောင်းဆိုတော့ဆီယမပြန်ရမှာပေါ့နော်ဟုတ်တယ်ကျမခွင့်ယူပြီးပြန်ရမယ်ဒုက္ခပါပဲဆီယမရဲ့ကျမရဲ့မိဘမြန်ကြီးကလည်းပေါက်လို့ဆဲဆဲဖြစ်နေဘယ်လိုလုပ်ရမလဲဟုတ်တယ်ဆီယမပြောတော့ရွှေကြီးကလည်းမွေးတော့မှာဆိုကျမဘက်ကလည်းမွေးတော့မှာလေဆီယမရဲ့စိတ်မပူပါနဲ့မေနေကောင်းတာနဲ့ကျမချက်ချင်းပြန်လာမှာပါတိတ်လည်းမကြတော့ပါဘူးဆီယမပြန်မလာခင်ကျမတို့ခလေးမွေးခြင်းဘယ်လိုလုပ်ရမှာလဲချစ်ဖွယ်ရှိတာပဲသူမွေးပေးမှာပေါ့ချစ်ဖွယ်ယောက်ျားလေးဆိုတော့လေဟိုသူမွေးပေးရှက်စရာကြီးဆီယမအဲ့လိုဒါကျမ်းမာကြီးပဲရှက်စရာမှမဟုတ်တာချစ်ဖွယ်လဲအရန်တော်တဲ့ကျမ်းမာကြီးမှုတစ်ယောက်ပါကျမမရှိခင်ချိန်မှာတော့ချစ်ဖွယ်ကယောက်ျားလက်သေးပေါ့ဟာဟဲ့ခေါင်းတွေရထိုးဖွားနေတယ်ပေါက်တွေတန်းတွေကြလာအောင်မယ်အခုဖြစ်နေတဲ့ကိစ္စတိတ်ချစဉ်းစားအောင်စဉ်းစားရပဲကွာစဉ်းစားလို့မရတာကွာငါမင်းမမွေးကန်နေမှာကွာကျမတော့ဘုလားမြနေမကောင်းပြရတယ်လို့အေးကွာတိုက်ဆိုင်ငါတို့မိမတွေမွေးပြီးတော့မှနေမကောင်းဖြစ်ပါတော့လားဟေ့နေမကောင်းဖြစ်တာအောင့်ထားလို့ရမလားကွာမင်းရောက်လဲဟိုနေအဲ့ဒါတော့ကွာမင်းအပြစ်ပြောလို့မရဘူးကွာဟာဟဲ့ငါတို့မိမတွေကိုမမွေးသေးပဲနဲ့အောက်ခိုင်းလာပြီးတော့ဆရာမတော့ဘုလားလာမွေးခိုင်းရောဟမ်ရမယ်ဟဲ့ဘိုက်ကြီးရဆိုတာအခုမွေးခြင်းမွေးမယ်အခုမမွေးခြင်းအောင့်ထားမယ်ဖြစ်မလားကွာမင်းကလေသူ့ချိန်နဲ့သူမွေးရဖွားတယ်ဟိုမှာရွာလေကမငွေဘလူးမငွေကြည့်လားမငွေကြည့်အေးမငွေကြည့်ရွာလေမငွေကြည့်သူတို့အိမ်သားတဲ့ချင်လို့အိမ်သားသားတက်တာလေအီးလင်းကျန်ကိုခလေးပါမကြဘယ်လိုမပြောအဲ့လိုမှမသိကွာငါမင်းပေါ့ကပိုင်မကြည့်ခိုင်းပါဘူးကွာအဲ့တော့မင်းစိတ်ထိန်ပေါ့ကွာမင်းကလေငါတို့ရွာမှာလေဆီယာမလည်းပြန်သွားပြီရက်လက်ကြီးတော်မကြီးကလည်းမရှိတော့ဘူးဆိုတော့ငါတို့မိန်းမတွေတော့ခုကဲရမဲ့ပါပြီကွာဟုတ်ပါကွာဟာငါတကယ်ချင်းနေဟမ်လူစုံတက်ဆုံပါလားခေါင်းချင်းနေဆိုင်ပြီးတော့ဘာတွေပြောနေကြတာပြောသမောနှောက်ရှက်ပဲကွာလို့ကွာဆရာမနော်ဘောလာလည်းသူ့မိနေမကောက်လို့လေမြို့ပြန်သွားတယ်အဲ့ချိန်မှာပဲငါတို့မိန်းမတွေမှာနေစည်းလာစီဖြစ်တယ်မွေးလို့ဖောက်ဖို့ဒုက္ခရောက်အဲ့ဘလုံးမွေးရမှလည်းမသိဘူးစိတ်ညစ်ထိုင်ပြောနေကြတာဩဒါများကွာရှည်ဝေးများစဉ်းစားနေသေးတယ်ငါမွေးပေးမှာပေါ့ဟာမင်းမွေးမယ်အေးလေငါဒီရွာရဲ့ကျမ်းမာရေးမှုလေကွာနော်အဲ့တော့ဒီရွာမှာရှိတဲ့လူတွေအားလုံးရဲ့ကျမ်းမာရေးကိစ္စမှန်သမျှငါနဲ့သက်ဆိုင်နေကွာအဲ့တော့မင်းတို့မိန်းမတွေရဲ့ကိစ္စလည်းငါကိစ္စပဲပေါ့ဟုတ်တယ်မလားအဲ့တော့မင်းတို့မိန်းမငါမိန်းမပဲနေပါဦးဘယ်လိုပြောအဲ့လိုဒေါသတွေထွက်နေရလဲငါဥမာပြောတာပါငါမင်းတို့ရဲ့တငယ်ချင်းလေကွာအဲ့တော့မင်းတို့ရဲ့အပူကလည်းငါအပူပဲပေါ့မဟုတ်ဘူးလားမင်းကကလေးမူးပဲပြောအောင်မင်းကတားဖို့ဆရာမမဟုတ်လားတားဖို့ဆရာမတော့လည်းမဟုတ်ဘူးကွာဒါပေမဲ့တားဖို့ပညာရက်တွေကိုငါလေ့လာဘူးလေကွာဟဲ့မင်းတို့လည်းရှည်ဝေးဘာမှကြည့်မနေနဲ့နော်မတ်ကြကိစ္စတော့ကဆရာမနော်ဖိုးလာကိုလည်းမွေးပေးတာလေရမှမရတာမင်းငါဝင်ပြီးတော့ကူမွေးပြီးတော့မှခလေးကပြုတ်ဆိုထွက်လာတာဗျာဟေ့အပိုးတွေပြောမနေနဲ့မင်းဘေးကကူတာပဲရှိတယ်တကယ်တမ်းမွေးသွားတာဆရာမနော်ဖိုးလာဝေးသွားတာဟေ့တန်ကြောင်မင်းဘာမှမသိရွယ်နဲ့ရှောက်ပြောမနေနဲ့နော်မတ်ကြကိုလည်းသွားပြီးမေးကြည့်လိုက်အောင်ဆရာမနော်ဖိုးလာမွေးပေးတာလားငါမွေးပေးတာလားဆိုသွားမေးကြည့်လိုက်မင်းဒီမှာရောက်ပညာရဲ့တစ်ခုဆိုတာအမြဲတမ်းလေ့လာနေရမယ်သင်ယူနေရမယ်အုံနောက်ကိုအမြဲတမ်းသုံးနေရမယ်နော်အေးမင်းတို့နားလဲအောင်ငါပြောမယ်ဆိုရင်ငါတို့ငငယ်တော့ကွာငါတို့တွေကနန်း၌ပြန်ရတယ်အေးအဲ့ဒီအချိန်မှာဘသူကနန်းအများဆုံးရလဲပြောဟော
အဲ့ဒါမင်းပေါ့ကွာမင်းကလည်းဒါပဲလေဟဲ့အဲ့ဒါလည်းဘာမှမဆိုင်ဟိုကကနန်းနိုင်တာအခုကခလေးမွေးမှလေကွာ သဘောတရားညာအတူတူပဲနော်ငါမက်ကြောင်ကိုမွေးပေးတဲ့အချိန်တုန်းကလည်းငါမက်ကြောင်ရဲ့မျက်နှာကိုကြည့်ပြီးတော့မွေးပေးခဲ့တာမဟုတ်ဘူးအေးမင်းတို့မိန်းမတွေခလေးမွေးတဲ့အချိန်ကြလို့ရှိရင်လေငါမင်းတို့မိန်းမတွေရဲ့မျက်နှာကိုကြည့်ပြီးငါမွေးမှာမဟုတ်ဘူး ဟိုဆိုပါမင်းကငါတို့မိန်းမမျက်နှာကိုကြည့်ဘာကိုကြည့်ပါလဲ ဟောကြည့်ပါလေ ဟောကြည့်ပါလေ ဒီကောင်နေဟမ်မင်းတို့ကတရားသဘောကိုနားမလည်ဘူးပဲဟဲ့အောင်ဖြစ်စဉ်ကိုကြည့်ပြီးငါမွေးမှာနော်ခလေးကဘလို့အခြေအနေရှိတယ်ခလေးကဘယ်ကနေထွက်မလဲနော်ငါအဲ့ခလေးထွက်လာမဲ့နေရာကိုပဲငါစူးစက်စက်ကြည့်ပြီးတော့ငါသိချာမွေးတာ အဲ့ဒါကနန်းကြီးမဟုတ်ဘူးလေကွာကနန်းကြီး သဘောတရားအတူတူပဲလို့သဘောတရားအတူတူပဲနော်မင်းတို့ကတရားတွေပဲမနာဘူးကြဘူးလားတရားသဘောကိုမင်းတို့တွေမသိကြဘူးလားဟမ်ဒီမှာရောက်လောကကြီးမှာငါသူတစ်ပါးယောက်ျားမိန်းမဆိုတာမရှိဘူးလောကကြီးမှာရုပ်ရည်နာမ်ရည်နှစ်မျိုးပဲရှိရယ်နော်အေးအဲ့ကြောင့်ငါစေးကူးလို့ရှိရင်လည်းငါရုပ်နဲ့နာမ်နှစ်မျိုးကိုပဲကူတာဥမာပြောရရင်ကွာလက်ပေါ်မိန်းမငါမိန်းမရဲလို့ငါတတ်မှတ်တာမဟုတ်ဘူးနော်ငါရုပ်နဲ့နာမ်ကိုပဲကူတာမင်းတို့မိန်းမရယ်ငါမိန်းမရယ်ငါခွဲကြတာမဟုတ်ဘူးကဲတော်ပြီကွာဟဲ့မောတယ်နော်မင်းတို့ကောင်တို့ရှင်းပြနေနားတယ်ပဲကောင်နေမဟုတ်ဘူးနော်ငါအခုအဘကျော်ကိုတွားပြီးတော့စေးကူမှာအေးဒါပေမဲ့အဲ့ဒီအဘကျော်ကိုလည်းငါအဘကျော်လို့မြင်တာမဟုတ်ဘူးရုပ်နဲ့နာမ်လို့ပဲငါမြင်တာနော်အဲ့တော့မင်းတို့ကောင်တွေမင်းတို့ရဲ့မိန်းမကိုငါနဲ့မွေးခြင်းလဲမွေးမမွေးခြင်းလဲနေအေးစကားမစတစ်ခုတော့ပြောလိုက်မယ်နော်ဒီတရွာလုံးမှာလက်သေးဆိုလို့ငါတယောက်ပဲရှိတာနော်ကောင်းတော့ဖြစ်စဉ်ကိုစဉ်းစားနော်ဖြစ်စဉ်ကဖြစ်စဉ် ချစ်ဖွယ်ပြောတော့တယ်ဟုတ်တော့ဟုတ်တယ်လို့ပဲကွာ ဘာဟုတ်တာလဲလို့ဟမ် ငါတုံးဒီကောင်ပြောတာမင်းကြားလားဟမ်မင်းတို့မိန်းမတွေကိုမျက်နှာကိုမကြည့်ဘူးလားဖြစ်စဉ်ကိုကြည့်မှာဖြစ်စဉ်နဲ့ အေးဒီကောင်းတော့ဖြစ်စဉ်ငါတို့တွေကကျွတ်စင်ကြီးဖြစ်နေတာကွာကျွတ်စင်ကြီး ဒီမှာရောက်နေမင်းတို့မိန်းမတွေကိုဒီကောင်နဲ့မွေးခိုင်းခြင်းမွေးခိုင်းမမွေးခိုင်းခြင်းနေငါတော့ငါမိန်းမကိုဒီကောင်နဲ့လုံးဝမအပ်ဘူးလုံးဝမအပ်ဘူးဒါပဲ ကောင်းတယ် မလီချောလိုက်တာငါသားလေးမွေးလာရင်ဒီလိုမျိုးချောလေးမွေးလာ ရွှေကြီးနင်ဒါဘာလုပ်တာလဲဟမ် ပုံကတ်နေရလေဘာဖြစ်လို့လဲဒီမှာကြည့်ပါဘလောက်ချောလဲအဲ့ဒါခလစ်ဖေး ဘာ အော်ဖြစ်ချင်တာကိုပြောတာပါဟိုသားလေးကိုလေဟိုချောလေးဖြစ်စေချင်တော့မင်းသားပုံခဏခဏကြည့်နေတာရှင်းရုပ်ကြီးပဲနေတိုင်းကြည့်နေရှင်းတော့ဘလူးတစ်ပတ်ရုပ်လေးထွက်လာမှာပေါ့ ရွှေကြီးနင်ဘာစကားပြောလိုက်ကြလဲနင်ငငယ်တုန်းကလည်းချစ်ဖွယ်ကိုတဖက်တက်ကြိုက်တယ်နင်အခုလည်းမင်းသားကိုကြိုက်နေပြန်ပြီလားဟမ် ဟောမင်းသားကိုကြိုက်တာဘာဖြစ်လို့လဲရှင်းရလေယောက်ျားကြမှာတိုးဝင်တိုးနေပြန်ပြီ ဟဲ့ရွှေကြီးနင်ဟာငါရဲ့မိန်းမဖြစ်နေနင်ဘယ်ယောက်ျားမှကြိုက်စရာအကြောင်းမရှိဘူး ဟောရင်ထဲကကြိုက်တာလေရင်ထဲကကြိုက်တာအပြစ်ပါဖောက်ပြန်နေမှာမဟုတ်တာဘာဖြစ်လို့လဲ ဟဲ့နင်စိတ်ကအခုဖောက်ပြန်နေတာလေဖောက်ပြန်နေတာနင်စိတ်ကဖောက်ပြန်နေတာ အမလဲတော့ဘာဖြစ်နေတာလဲဘာမဟုတ်တယ်လေဘာလို့ရေးကြီးခွန်ညာလုံနေရလဲကြောက်ကညံ့တာပါငငယ်တဲ့ကလေချစ်ဖွယ်ကိုရအောင်ယူအခုတော့လေဘေးကယောက်ျားကလေဖြစ်ကနေဆိုဒေါသကလည်းထွက်တဝင်ကလည်းတုံးနော်နဘုံနှစားကလည်းအရန်လုံနေ အဘာဖြစ်လဲဟမ် အားကြောင့်လေအခုဆိုဆူတောင်းနေမွေးလာတဲ့ကလေးကိုသားလေးဖြစ်ပါစေပြီးရတဲ့လေပြေတီဦးလို့ချောလေးမွေးပါစေလို့ဟောပြေတီဦးနဲ့မတူလဲကိစ္စတော့မရှိပါဘူးချစ်ဖွယ်နဲ့တည်းချောတာ အော်ပို့ဆိုသွားပြီဒီစကားတော်တော်လွန်လာပြီနော်ကျွတ်ကြီးနင်မွေးလာတဲ့ကလေးကလေချစ်ဖွယ်နဲ့တူတူကနင်အောင်ကတတ်မှာ အောင်မဲတက်လေတက်ကြည့်လိုက်ပါ တတ်မှာငါတတ်မှာနော်အေး ရှင်တက်လို့ကျမသေသွားတယ်ကျမကလေးကတော့ချစ်ဖွယ်နဲ့တူနေတော့ပါပဲ ကျွတ်ကြီးကလှောက်လိုက်တော့မယ်နော်ကတက်ပါတော့မယ်နော်အေးနင်ဘတ်ကြီးလို့ငါမလုပ်တာနင်ဘတ်ကြီးလို့မလုပ်တာ လိုက်ကြပါလို့ကြောက်တယ်မလား ငါလှုပ်တော့မယ်ငါစိတ်ကသိတယ်နော်ကျွတ်ကြီးနင်တတိထားနေချက်ပွဲတွေ့မယ်အဲ့ကောင် လာခေါ်မဲ့လင်ကိုမျောနာမှာအဲ့ဒါဆိုလဲဘာလို့မူနေသေးလဲဟိုနေ့ကလာခေါ်တော့လိုက်သွားလိုက်ပါလားအဲ့တော့ကွာမလေးရှင်းမလေးနဲ့မူနေပြီးတော့ခုမှလေဘင်းကိုကြိုးကြမတက်မျောနေတာ အမေကလည်းအမေဘက်ကိုချင်းစာကြည့်လေအဖေနဲ့အမေရိုက်ဖြစ်တော့ကအမေအိမ်မောကဆင်းသွားတဲ့အချိန်အဖေလာပြန်ခေါ်တော့မှာရောအမေချက်ချင်းပြန်လိုက်သွားလို့လားလို့ ဘယ်လိုက်ပါမလဲနည်းနည်းပပတော့မူပေးရတာပေါ့ သမီးလည်းအဲ့လိုပဲပေါ့နည်းနည်း